အမှန်တရားနှင့်တရားစီရင်ခြင်းညိုမောင်ကိုဖမ်းဆီးပြီးနောက်စစ်ဆေးမေးမြန်းခန်းမှာသူဟာကေတီတို့မိသားစုကိုဘလို့တပ်ဖြတ်ခဲ့တယ်ဆိုတာကိုကြောက်ကြောက်လန့်လန့်နဲ့ဝန်ခံခဲ့ပါတယ်ဝိညာဉ်မောင်နှမကသူ့ကိုအချုပ်ခန်းတဲ့အထိလိုက်လံခြောက်လန့်နေတာကြောင့်သူဟာအမှန်တရားကိုဖုံးကွယ်ထားလို့မရတော့ပါဘူးတရားရုံးကညိုမောင်ကိုထိုက်တန်တဲ့ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်မိုးဝတန်ဟာအိမ်ကိုပြန်ရောက်တဲ့အခါကေတီနဲ့ဖိုးသားတို့ကသူ့ကိုပြုံးပြီးစောင့်နေတာတွေ့ရပါတယ်သူတို့ရဲ့မျက်နှာမှာအမုန်းတရားတွေမရှိတော့ဘဲကြည်လင်နေပါတယ်မိုးဝတန်ဟာဒီမောင်နှမနှစ်ယောက်အပေါ်မှာတန်ရောစင်တော်တော်တွေ့နေမိပြီဖြစ်လို့ခွဲခွာရမှာကိုစိတ်မကောင်းဖြစ်နေပါတယ်ဦးလေးကိုကျေးဇူးတင်ပါတယ်ဦးလေးသာမရှိရင်ကျမတို့အမှန်တရားပေါ်မှာမဟုတ်ဘူးလို့ကေတီကပြောပါတယ်မိုးဝတန်ကဦးလေးမင်းတို့အတွက်ကောင်းမှုကုသိုလ်တစ်ခုလုပ်ပေးခြင်းတယ်လို့ကတိပေးလိုက်ပါတယ်နောက်တနေ့မှာမိုးဝတန်ဟာမြို့ပေါ်ကဖုန်ကြီးကျောင်းမှာအကျွေးအမွေးတွေနဲ့စီစီကားကားလှူဒန်းခဲ့ပါတယ်သူဟာကေတီနဲ့ဖိုးသားလေးတို့အတွက်ရည်စူးပြီးရည်စက်ချအမျှအတမ်းပေးဝေခဲ့ပါတယ်ဗုဒ္ဓဘာသာထုံတန်းစဉ်လာအရကောင်းမှုကုသိုလ်ပြုပြီးအမျှဝေလိုက်တဲ့အခါမောင်နှမနှစ်ယောက်ရဲ့ဝိညာဉ်ဟာတဖြည်းဖြည်းနဲ့လင်းလက်လာပါတယ်အဲ့ဒီညမှာမိုးဝတန်အိပ်ပျော်နေတော့မှကေတီနဲ့ဖိုးသားလေးကသူ့အနားကိုရောက်လာပြီးနှုတ်ဆက်ပါတယ်ဦးလေးကျမတို့သွားတော့မယ်နော်ဦးလေးလည်းကြမ်းမာမာနဲ့ပျော်ပျော်ရွှင်ရွှင်နေပါလို့ကေတီကပြုံးပြီးပြောတယ်လို့ဖိုးသားလေးကလည်းဦးလေးတာလို့လက်ပြရင်အလင်းတန်းတွေကြားထဲမှာပျောက်ကွယ်သွားပါတော့တယ်မိုးဝတန်နိုးလာတဲ့အခါအိမ်ကြီးကအရင်လိုအေးဆက်မနေတော့ပဲငင်းချမ်းတဲ့အနွေးဓာတ်တစ်ခုရှိနေတာကိုခံစားရပါတယ်တရေမောင်နှမမရှိတော့ပြီမဲ့မိုးဝတန်ဟာသူတို့နဲ့ပတ်သက်တဲ့အမှတ်တရတွေကိုသိမ်းဆည်းရင်းဒီအိမ်ကြီးမှာပဲအခြေချနေထိုင်သွားပါတော့တယ်သူဟာတကောင်ကြွက်ဖြစ်ပြီးမဲ့ဝိညာဉ်မောင်နှမတွေပြီးသွားတဲ့မြစ်တာတွေကြောင့်သူ့ဘဝဟာဘယ်တော့မှအထီးမကျန်တော့ပါဘူး